အားလုံးပဲမင်္ဂလာပါ Invisible 49 YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်အနေနဲ့ Arsenal အသင်းနဲ့ Olympiacos အသင်းတို့ရဲ့ Champion League ပွဲပြီးသုံးသက်ချက်လေးတွေကိုသုံးသပ်ဆွေးနွေးသားမှာပဲဖြစ်ပါတယ်ဗျဒီကနေ့မနက်အစောပိုင်းမှာ Arsenal အသင်းက Champion League ပွဲစဉ်2အဖြစ်Criclet Olympiacos အသင်းကိုအိမ်ကွင်းအမ်ဘရိမှာအဲခံရှင်ပြန်ကစားခဲ့ရပြီးတော့2ဂိုးကုန်ရှိဆိုတဲ့ရလဒ်နဲ့အလွယ်တကူပဲအနိုင်ရရှိသွားခဲ့တာလည်းဖြစ်တယ်ဗျဒီကနေ့ပွဲစဉ်အပြီးမှာ Arsenal အသင်းကChampion League မှာ2ပွဲကစား2ပွဲအနိုင်ရမှတ်6မှတ်ဒီတွင်းကို4ကိုပေးကိုမရှိနဲ့အမှတ်ပေးစရာရဲ့အဆင့်9နေရာမှာရမှတ်တူကိုကွာခြားချက်နဲ့ဒီဆက်လက်ရပ်တည်နေတာလည်းဖြစ်တယ်ဗျဒီကနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့နီးပြမီခေအာဒီတာကသူ့ရဲ့ဒီပွဲထွက်ကစားသမား17ယောက်နေရာကိုအတော်များများပြောင်းလဲပြုလုပ်ခဲ့ပြီးတော့ရှင်ပြန်ကစားစေခဲ့တာကိုလည်းတွေ့ရတယ်ဗျသူတို့အသင်းရဲ့ဒီအဒီကဂိုးသမားနဲ့ဒီစန်တာဘတ်2ယောက်နေရာမှာတော့လက်ရှိသူအသုံးပြုနေကြတဲ့ကစားသမားတွေဖြစ်တဲ့ဂိုးသမားဒေးဗစ်ယာယာနဲ့စန်တာဘတ်အတွဲကိုတော့ဂါဘရီယယ်နဲ့ဆာလီဘာတို့ကိုသူပွဲထုတ်ခဲ့တာကိုလည်းတွေ့ရတယ်ဗျဒီဒါမဲ့တစ်ခုရှိတာကဒီဘယ်နောက်ခံလူနဲ့ညာနောက်ခံလူ2နေရာစလုံးကိုသူ့အနေနဲ့အပြောင်းလဲပြုလုပ်ခဲ့ပြီးတော့ဒီညာနောက်ခံလူနေရာမှာတော့ဒီဒဏ်ရာကြောင့်ပွဲကစားကွင်းတွေဆုံးရှုံးနေရတဲ့ဒီဘန်ဟွိုက်ကိုပြန်လဲအသုံးပြုခဲ့ပြီးတော့ဘယ်နောက်ခံလူနေရာမှာတော့လူငယ်ကစားသမားလေးလူးဝစ်ကယ်လီကိုသူ့အနေနဲ့ပွဲထုတ်လာခဲ့တာတွေ့ရတယ်ဗျဒီအလဲတန်းကွင်းလဲ3ယောက်ထိုင်မှာဆိုလို့ရှိရင်တော့ဒီကွင်းလဲဖြတ်မှာဒီမာတင်ဇူဘီမန်ဒီကိုအသုံးပြုခဲ့ပြီးတော့ဒီ box to box နေရာမှာတော့ဒီမီကယ်မီဒီနိုကိုသူအသုံးပြုခဲ့တယ်ပေါ့နော်ကွင်းလဲတိုက်စစ်နေရာမှာတော့အသင်းကောင်းဆောင်မာတင်အိုဒီဂိုကိုပွဲထုတ်လာခဲ့တာကိုလည်းတွေ့ရတယ်ဗျရှေ့တန်း3ယောက်မှာဆိုရင်လည်းဒီအထောင်တိုက်စစ်မှာဆိုလို့ရှိရင်ဘေတာယောဂရက်စ်ကိုအသုံးပြုခဲ့ပြီးတော့ဘယ်တောင်မနဲ့ညာတောင်မမှာတော့ကျွန်တော်တို့ဒီလီယန်နိုထရော့ဆောနဲ့ဒီမာတင်နယ်လီတို့သူပွဲထွက်ကစားစေခဲ့တယ်ပေါ့နော်ဒီပွဲထွက်ကစားသမားတွေရဲ့ခြေစွမ်းကိုပြန်လဲသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲမှာအာဆင်နယ်အသင်းဒီကလင်ရှီရခဲ့တဲ့အဓိကကေတင်ရှင်ကတော့ဒေးဗစ်ယာယာလို့ပြောလို့ရတယ်ဗျသူ့အနေနဲ့ဒီဂိုးနိုင်လောက်တဲ့တော်တော်လေးကိုအနေရများတဲ့ဒီတစ်ဖက်အသင်းရဲ့တိုက်စစ်ဆင်မှုတွေနှလုံးလောက်ကိုလက်ဆွမ်းပြပြီးတော့ကာကွယ်နိုင်ခဲ့တယ်ပေါ့နော်ညာနောက်ခံလူနေရာမှာကစားနေတဲ့ဒီဘန်ဟွိုက်ကတော့လက်ရှိအချိန်မှာဒီဒဏ်ရာကနေပြန်လဲတက်တာလာပြီးနောက်မှာပွဲဝေးနေတာအကြောင်းကိုပြီးတော့ဒဏ်ရာကြားခဲ့တဲ့အချိန်အကြောင်းမှာသူ့အနေနဲ့ပုံမှန်ခြေစွမ်းအောက်ကိုရရှိနေပြီးတော့အရင်ကကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဘန်ဟွိုက်ကိုတော့ဘန်ဟွိုက်ခြေစွမ်းမျိုးကိုတော့ကျွန်တော်တို့ပြန်မမြင်ရသေးဘူးပေါ့နော်လက်ရှိအချိန်မှာဒီဂျူရီယန်တင်းမန်ကတော်တော်လေးကိုခြေစွမ်းပြနေပြီးတော့ဘန်ဟွိုက်အနေနဲ့ကသူ့ရဲ့ဒီနေရာတနေရာကိုပုံမှန်ရရှိဖို့ကတော့လက်ရှိခြေစွမ်းအတိုင်းဆိုလို့ရှိရင်တော့တော်တော်လေးကိုဆောင်ဆန်းရအောင်ပဲအနေထားမှာရှိတယ်ဗျစန်တာဘတ်2ယောက်နေရာမှာတော့ဒီဂါဘရီယယ်နဲ့ဆာလီဘာတို့ကပြောစရာမလိုအောင်ကောင်းမွန်ခဲ့ပြီးတော့ဒီကြည်လစ်တဲ့ကစားပုံပြသနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းတချို့ moment တွေမှာသူတို့2ယောက်ကနားလည်မှုအနေငယ်လွဲချော်ခဲ့ပြီးတော့တစ်ဖက်အသင်းရဲ့တိုက်စစ်မှုတွေကိုအခွင့်အရေးတွေပေးမိခဲ့တဲ့ moment တွေလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အဆုံးသတ်မှာတော့ဒီဒေးဗစ်ယာယာရဲ့လက်ဆွမ်းပြောင်းမှုနဲ့အတူတစ်ဖက်အသင်းကခိုးရရှိခဲ့ခြင်းတော့မရှိဘူးဗျဘယ်နောက်ခံလူနေရာမှာဆိုလို့ရှိရင်လည်းဒီလူငယ်ကစားသမားလေးလူးဝစ်ကယ်လီကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တိုက်စစ်ကိုဒီဓာတ်ရိုက်ပေးပို့မှုတွေရဲ့ပြီးလို့ရှိရင်သူ့အနေနဲ့ဒီခန်းစစ်ကနေပြီးတော့တိုက်စစ်ဒီဘောလုံးကိုတကူတော့ဆွဲပြီးတော့ဒီဘောကယ်ရီလောက်သွားတာတွေရဲ့အပိုင်းမှာတော်တော်လေးကိုကောင်းမွန်တာတွေ့ရတယ်ဗျဒီနေရာမှာဒီလူးဝစ်ကယ်လီရဲ့ကစားပုံနဲ့ဒီရီကာဒိုကာလာဗီယိုရီရဲ့ကစားပုံကတော်တော်လေးကိုကွဲပြားနေတာတွေ့ရတယ်ဗျလူးဝစ်ကယ်လီကသူ့အနေနဲ့ဒီဘယ်တောင်မန်ကနေပြီးတော့ဘယ်တောင်မှတိုက်စစ်ကစားသမားနဲ့ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ဒီဘောလုံးတွေကိုဒီလောင်မောပေးပို့မှုတွေရှိတယ်ပြီးလို့ရှိရင်ဒီသူ့အနေနဲ့မထင်လို့ဘောကယ်ရင်လောက်ပြီးတော့တိုက်စစ်တီကိုလိုက်ပါသွားတာတွေ့ရတယ်ပေါ့နော်တစ်ဖက်ကဒီရီကာဒိုကာလာဗီယိုရဲ့ကစားပုံကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကာလာဗီယိုကကြတော့အခုလိုမျိုးဒီသူ့အနေနဲ့ကဒီတကူတော့ဘောလုံးဆွဲသွားပြီးတော့ဒီဘောကယ်ရင်လောက်ပြီးတော့တိုက်စစ်ကိုတိုက်ရိုက်လိုက်ပါတာမျိုးကရှားတယ်ဗျသူ့အနေနဲ့ကကြတော့ဒီစန်တာဘတ်တွေပြီးလို့ရှိရင်ဒီကွင်းလယ်ကစားသမားတွေနဲ့တွဲမယ်ချိတ်ဆက်ပြီးတော့ဒီကစားကွက်မှာစီးမျောပြီးတော့ပဲဘောလုံးကိုရှေ့ကိုတစ်ဆင့်ချင်း step by step ဒီသွားတဲ့ပုံစံမျိုးကိုသူကပို့ပြီးအားပြုတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်လည်းဒီလူးဝစ်ကယ်လီတဲ့စာလို့ရှိရင်လက်ရှိဒီရီကာဒိုကာလာဗီယိုရီကအာဆင်နယ်နီးပြမီကယ်အာဒီတာရဲ့ဖွန်ထဲမှာပို့ပြီးတော့အံဝင်နိုင်တာကိုတွေ့ရတယ်ဗျအဲ့ဒီတော့ကြောင့်လည်းဒီလက်ရှိအချိန်မှာအသင်းရဲ့ဒီအဓိကပွဲစဉ်အများစုမှာရီကာလာဖီယိုရီကိုပဲကျွန်တော်တို့အနေနဲ့ကမြင်တွေ့ရဖို့ရှိတယ်ဗျ
တစ်ဖက်ကဒီကွင်းလဲ3ယောက်တန်းမှာဆိုလို့ရှိရင်လည်းဒီအာဆင်နယ်တင်းရဲ့ဒီကွင်းလဲခံစစ်ကတော့တေချာပေါက်ဆူပီမန်ဒီကပဲပွဲအများစုမှာကစားဖို့ရှိတယ်ဗျဒီ box to box နံပါတ်8 row မှာဆိုလို့ရှိရင်တော့ဒီ Declan Rice နဲ့ဒီ Mikel Merino မှာအရေးပါတဲ့ပွဲစဉ်တွေမှာတော့ Declan Rice ကိုပဲကျွန်တော်တို့အနေနဲ့ကတော့မြင်တွေ့ရဖို့ရှိတယ်ဗောနော်ဒီတစ်ဖက်ကကြည့်လို့ရှိရင်လည်းဒီ Mikel Merino ကမကောင်းဘူးမဟုတ်လားဆိုတော့ကောင်းတယ်ဒါပေမဲ့လည်းသူ့အနေနဲ့ဆိုလို့ရှိရင်ဒီ impact ထွက်တဲ့နေရာမှာကျတော့ဒီ Declan Rice နဲ့ကတော်တော်လေးကွာဟနေရတွေ့ရတယ်ဗျတေချာတာကတော့ဒီ Declan Rice ကိုဒီ Mikel Merino ကိုနှစ်ယောက်လုံးကိုဒီတွဲပြီးတော့ပွဲထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီကွင်းလေရအီရွာပြီးတော့ထိရောက်မှုတွေနည်းသွားတာတွေ့ရတယ်ဗျ။ဘာဖြစ်လို့လဲဆိုလို့ရင်သူတို့နှစ်ယောက်စလုံးကဒီ box to box ဖြစ်ကစားတဲ့ number 8 row ကိုအားသန်တဲ့သူတွေဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီ final သက်စုံတွေကိုပေးပို့နိုင်တဲ့ဒီ killer pass တွေကိုနှစ်ယောက်လုံးကမထုတ်ပေးနိုင်ဘူးဗျာ။ထုတ်ပေးနိုင်တော့မှပဲတော်တော်ရှားတယ်ဗျာတည်ရမလားအဲ့ဒီအတွက်ကြောင့်မလို့သူတို့နှစ်ယောက်ကိုတပြိုင်တည်းပွဲထုတ်စေခြင်းကဒီကွင်းလေကိုအီသွားပြီးတော့ဒီအနေနဲ့များတဲ့ဒီတိုက်စစ်ကိုပေးဘောလုံးပေးပို့မှုတွေကိုမရှိတလောက်နေသွားတာပေါ့နော်အဲ့ဒီတော့ကျွန်တော်အနေနဲ့ကတော့ဒီလာမယ့်ပွဲစဉ်တွေမှာသူတို့နှစ်ယောက်ကိုတွဲပြီးတော့ပွဲမထုတ်စေချင်ဘူးမြတ်တခုရှိတာဒီအရေးကြီးတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီ Declan Rice ကိုပွဲထုတ်အဲ့လိုမှမဟုတ်ဘူးဒီနေ့လိုပြီးလို့ရှိရင်ဒီ FA လိုကာရာဘောင်းလုံးမှာဆိုလို့ရှိရင် Mikel Merino ကိုပွဲထုတ်အဲ့လိုမျိုးကစားစေချင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဆိုလို့ရှိရင်ဗျာဒီ Mikel Merino ကိုကွင်းလယ်မှာကစားတာကိုလုံးဝဘယ်လိုပြောမလဲကွင်းလယ်မှာထပ်ပြလို့တိုက်စစ်မှာကစားတာကပို့ပြီးတော့အသင်းကိုအကျိုးပြုနိုင်တယ်လို့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့တစ်နှစ်လုံးမှာဆိုလို့ရှိရင်လည်းဗျာဒီ Kai Havertz ကိုဂျေဇူကိုဒဏ်ရာရနေတဲ့အချိန်မှာ Mikel Merino ကအထောင်နေရာမှာကစားခဲ့ပြီးတော့ဒီခေါင်းတိုက်သွင်းဂိုးတွေရောပြီးလို့ရှိရင်ဒီ6တောင်းနဲ့အဆုံးသက်တဲ့အပိုင်းမှာပါဒီတိုက်စစ်မှုတယောက်နီးနီးကိုတော်တော်လေးကိုတွေးအေးတည်ငြိမ်စွာနဲ့အဆုံးသက်ပြခဲ့တာကျွန်တော်တို့လည်းမြင်တွေ့ခဲ့ရပြီလေဗျာအဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကဒီ ဒီ Mikel Merino ကိုကွင်းလည်ကစားသမားထက်ဗျာဒီတိုက်စစ်မှုတယောက်လိုပဲမြင်နေတာအဲ့လောက်ထိကိုပြောင်းလဲသွားတာပေါ့နော်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီဘယ်တောင်မှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ Leandro Trossard ကတော်တော်လေးကိုခြေစွမ်းပိုင်းပျောက်ဆုံးနေပြီးတော့အပိုင်ခွင့်ရေးတော်တော်များများကိုလည်းသူ့အနေနဲ့ဖြုံးတီးခဲ့တယ်ဗျတကယ်လို့ဒီနေ့မှာသူ့သာအဆုံးသက်သေးကြခဲ့လို့ရှိရင်အာဆင်နယ်အသင်းကများအနေဆုံးဒီ4-0လောက်နဲ့တင်ပွဲကိုဖျက်ပလိုက်လို့ရတယ်ဗျသူ့အနေနဲ့ဒီ Mikel Merino ထိုးပေးလိုက်တဲ့အလုံးဆိုရင်လည်းလွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရတယ်ပြီးလို့ရှိရင်နောက်ထပ်တစ်လုံးဆိုလို့ရှိရင်လည်းပုံစံတူဗျနှလုံးလုံးအဲ့လိုမျိုးလွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရခဲ့ပေမဲ့သူ့အနေနဲ့ဖြုံးတီးပြစ်ခဲ့တယ်ဗျဒီအဲ့ဒီအတွက်ကြောင့်လည်းနောက်ပိုင်းပွဲစဉ်တွေမှာဒီ Leandro Trossard ကို line နဲ့မသုံးစေချင်တော့ဗျတကယ်တမ်းမှာလည်း Leandro Trossard ရဲ့ခြေစမ်းက line နဲ့300လောက်တဲ့ line နဲ့300လောက်အောင်ကောင်းတဲ့ခြေစမ်းမဟုတ်ဘူးဗျသူ့အနေနဲ့က Trossard ရဲ့အကျင့်ကဘာလဲဆိုလို့ရှိရင် super set အနေနဲ့သုံးလို့ရှိရင်လူဆောင်ဝင်သားသမားအနေနဲ့သုံးလို့ရှိရင်တော်တော်လေးထိရောက်တယ်ဗျကောင်းတယ်ဂိုးလည်းရှိတာမှန်တယ်ဒါပေမဲ့သူ့ကို line နဲ့သုံးလိုက်ပြီဆိုလို့ရှိရင်ကြောင်ပြောက်ပြီးအဲ့ပွဲကဘာကြောင့်လဲတော့ကျွန်တော်လည်းမသိဘူးအဲ့အတွက်ကြောင့်ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီ Martinelli ကိုပြန်ပို့ရဖို့မပို့လို့ရှိရင် easy ကိုထည့်ကစားပြီးတော့ဒီ Trossard ကိုဒုတိယပိုင်း85မိနစ်နောက်ပိုင်းမှာပဲလူစားဝင်ပြီးတော့ကစားခိုင်းတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဗျဒီညတောင်မှာဆိုလို့ရှိရင်လည်းဒီ Martinelli ကစာကာနေရာမှာဝင်ကစားခဲ့တယ်သူ့အနေနဲ့သွင်းကိုရရှိခဲ့တာမှန်ပေမဲ့ဒီခြေစွမ်းကတော့ဒုတိယကောင်းပြီးတော့အတိမတ်ပြရလောက်တဲ့ခြေစွမ်းမျိုးတော့မဟုတ်ဘူးဗျသူ့ရဲ့ cross ball တွေကလည်းဒီအထောင်တိုက်စစ်ကပေးတာယောဂရက်စ်ကိုဘယ်လိုမှအကူအညီမပေးနိုင်သလိုတစ်ဖက်နောက်တန်းကိုတော့မှချိန်ချောင်းနိုင်လောက်တဲ့ဒီကောင်းမွန်တဲ့ cross ball တွေထွက်လာတာမျိုးမတွေ့ရဘူးဗျာအဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်ကတော့ဒီညာတောင်မှာထပ်စားလို့ရှိရင်3ညင်ပဲတောင်မှာထားကစားအဲ့ဒါဆိုရင်သူ့ရှီယာတင်ကိုတွေမျောလင်းလို့ရတယ်ဒီညာတောင်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာလည်းလောက်ဒီကန်ခွင့်မရခဲ့ဘူးပြီးလို့ရှိရင် cross ball တွေလည်းဒီအထောင်တိုက်စစ်က Beta Yogres ကို cross ball တွေလည်းမရောက်ခဲ့ဘူးပေါ့နော်ဒီနေ့ပွဲစဉ်မှာဒီ Beta Yogres အနေနဲ့ကတော်တော်လေးကိုစူးစမ်းပြီးတော့ရုံးကန်ကစားသွားတယ်နောက်တန်းထိကိုလိုက်ပြီးတော့ဖြတ်ထုံးမှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ဒီအာဆင်နယ်အသင်းဒီတောင်းကန်မောပေးရတဲ့အချိန်တိုင်းမှာလည်းအတော်များများမှာ Beta Yogres ကခေါင်းတိုက်ရှင်းလုံးမှုတွေပြုလုပ်နိုင်ခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့အကောင်းဆုံး movement တစ်ခုရခဲ့တယ်ဒီဂိုးရနိုင်လောက်တဲ့အနေအထားတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီအသင်းကောင်းဆောင်မာတင်အိုဒီဂတ်ကဒီစင်တာဘက်2ယောက်ကြားနေထိုးပေးတဲ့ဘောလုံးကိုမရမကလိုက်ပြီးတော့သူ့ရဲ့ရုံးအားနဲ့
ဘောလုံးကိုရယူခဲ့ပြီးတော့ဒီအဆုံးသက်ခဲ့ပြီပဲဘောလုံးကကိုသမားဂျိုင်အောက်ကနေဝင်သွားတဲ့နေရာမှာကိုသမားနဲ့ထိပြီးတော့ခိုးလူခိုးခင်အနေထားအထိရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့နေရာမှာဟိုကံမကောင်းစွာနဲ့ပဲတိုင်ထိခဲ့တယ်ပေါ့နော်အဲ့လုံးမှာကျွန်တော်အနေနဲ့လုံးဝမဖြစ်မနေချီကျူးရမယ်အတိအမှတ်ပြုရမယ်ကစားသမားလေးမာတင်နယ်လီပေါ့နော်သူ့အနေနဲ့ဒီတွင်ကိုသူကိုယ်တိုင်မသွင်းယူခင်လုံးဝဘေတာယောဂရက်စ်ကိုဂိုးရပါစေဆိုတဲ့စိတ်နဲ့သူ့အနေနဲ့နောက်ဆုံးအချိန်ထိသူ့မှာစောင့်ပြီးတော့စောင့်ကြည့်နေခဲ့တယ်ပေါ့နော်သူ့အနေနဲ့ဟိုတကွန်ဆန်ဆန်များကန်သွင်းလိုက်ရတယ်ဗျာစောစီးတဲ့ဒါပေမဲ့ तू မသွင်းဘူးဘေတာယောဂရက်စ်ကိုဂိုးရစေခြင်းနဲ့စိတ်နဲ့သူ့အနေနဲ့နောက်ဆုံးထိစောင့်ခဲ့တယ်ဘေတာယောဂရက်စ်ကန်လိုက်တဲ့လုံးဝမကိုးပဲနဲ့တိုင်ထိထွက်လာမှသာသူ့အနေနဲ့အလိုက်တင်နေပိတ်သွင်းပြီးတော့အာဆင်နယ်အသင်းကိုဦးဆောင်ကိုတွင်းယူပေးခဲ့တယ်ပေါ့နော်ဒီနေရာမှာဗာမြင်ရလဲဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒီတိုက်စစ်ကစားသမားတွေမှာဟိုနေရာဟိုတနေရာဟိုဗျာ2ယောက်မကောက်ဘူးဗျာရှင်လည်းအမှန်တမ်းပြောလို့ရှိရင်ဟိုဒီနီးပြအဒီတာကဟိုစားဒီအဆင်ပြေလို့ဒီရှေ့တန်းဒီ3နေရာလုံးလှည့်ကစားနေရှင်မှာသူ့ထက်ငါဗျာဒီဂိုးရမှသာ line နဲ့တေးကြမဲ့အနေထားမှာသူတို့အနေနဲ့ကသွင်းဂိုးရဖို့ကိုလုံးဝဦးစားမပေးဘဲနဲ့ဒီအသင်းပေါ်တယောက်ဖိအားမရှိအောင်တယောက်ကိုတယောက်ကူညီပြီးတော့မိသားစုဆန်ဆန်တွားနေတာကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့အာဆင်နယ်အသင်းမှာမြင်တွေ့ရတဲ့ကောင်းမွန်တဲ့အချက်ဖြစ်တယ်ဒီအရာကကျွန်တော်တို့အာဆင်နယ်အသင်းကိုအောင်မြင်မှုတွေစီကိုယူသွားပေးနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေဗျအဲ့ကြောင့်လည်းဒီနေ့ပွဲစဉ်မှာပေါ့နော်အဲ့ဒီ moment မှာတော့လုံးဝမာတင်နယ်လီကို appreciate လုပ်တယ်ဗျဒီနေ့ပွဲစဉ်အဓိကအကောင်းဆုံးကစားသမားကတော့အသင်းကောင်းဆောင်မာတင်အိုဒီဂက်ပဲပေါ့နော်ဒီနေ့အိုဒီဂက်ကစားသားတဲ့ခြေစွမ်းတကယ်ကောင်းတယ်လုံးဝသူဒဏ်ရာမရခင်ကစားသားတဲ့ခြေစွမ်းနဲ့ဟိုလုံးဝသူဒဏ်ရာမရခင်ကစားသွားတဲ့ပုံစံမျိုးပြန်မြင်ရသလိုပဲဗျာလုံးဝကေလာဘတ်တွေဆိုလို့ရှိရင်လည်းဗျာလုံးဝဒီပေတာယောဂရက်လမ်းကြောင်းတွေကိုတော်တော်လေးကိုထွက်တယ်ထရော်ဆောကိုလည်းသူ့အနေနဲ့ဖန်တီးမှုတွေပြုလုပ်ပေးခဲ့တယ်ဒါပေမဲ့တစ်ဖက်ကအသုံးမချနိုင်ခဲ့ဘူးပေါ့နော်ဒီပြီးလို့ရှိရင်ဒီ beta yogurts နဲ့လည်းဒီအပေးယူလေးတွေကတော်တော်လေးကိုနားလည်မှုရှိနဲ့အပေးယူလေးမျှတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီအာဆင်နယ်အသင်းရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တဲ့ဒီဆာကာရဲ့သွင်းကိုလည်းဒီ ODG ကိုယ်တိုင်ပဲလုံးဝအကွက်မြင်နဲ့ဖန်တီးပေးခဲ့တယ်ပေါ့နော်ဆာကာကတော့ဒီနေ့ပွဲစဉ်မှာမိနစ်80ကျော်မှသာဒီလူစားလည်းဝင်ရောက်လာပြီးတော့ဒီကနေ့မှာလည်းဆာကာကလက်ရှိချိန်မှာတန်ရာတွေဘယ်လောက်ပဲရနေပါစေအာဆင်နယ်အသင်းရဲ့တိုက်စစ်မှာသူကအရေးပါဆုံးကစားသမားဖြစ်တယ်ဆိုတော့သွင်းကိုတကူနဲ့သူတက်တီးပြခဲ့တယ်ပေါ့နော်ဒီပွဲစဉ်ရဲ့ဒီသွင်းကိုမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ပုံမှန်ကစားနေကြညာတောင်မှမဟုတ်ဘဲနဲ့ဒီဘေးတောင်မှဒီ easy နဲ့နေရာချင်းကစားခဲ့ပြီးတော့ဘေးတောင်မှကနေပြီးတော့ဆွဲဝင်ပြီးတော့ဒီတွင်းယူခဲ့တယ်ပေါ့နော်အဲ့တော့ကြောင့်လဲဆာကာလက်ရှိချိန်မှာတော့အာဆင်နယ်အသင်းနိပြမီကေအာဒီတာအတွက်လုံးဝမရှိမဖြစ်တိုက်စစ်ကစားသမားဆိုတာကိုထပ်မံတက်တည်ပြနေခဲ့တာလည်းဖြစ်တယ်ဗျဒီနေ့ပွဲစဉ်မှာတော့ဒီအစည်းရဲ့ခြေစွမ်းကဒီမိနစ်အနေငယ်ပဲကစားခဲ့ရတဲ့အတွက်တိတ်ပြီးတော့သူ့အနေနဲ့ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့တာမရှိဘူးပေါ့နော်လုံးဝဗျပွဲစဉ်တွေကိုခြုံပြီးသုံးသပ်ရမယ်ဆိုလို့ရင်အာဆင်နယ်အသင်းကဒီနေ့ပွဲစဉ်မှာဒီတအားကြီးဗျာခက်ခဲရှင်းမြန်ကစားခဲ့ရတာမျိုးမဟုတ်ဘဲနဲ့2-0ဆိုတဲ့ရလက်ကိုတက်တာနဲ့ပဲကစားသွားပြီးတော့ဒီပွဲကိုတော်တော်လေးကိုထိန်းချုပ်ကစားနိုင်ခဲ့တာလည်းတွေ့ရတယ်ဗျအဲ့ဒါကလည်းတစ်ဖက်ကဒီအိုလံပီယာကော့စ်အသင်းကဒီတခြားအသင်းတွေလိုမျိုးအာဆင်နယ်နဲ့တွေ့တဲ့အခါမှာဒီခံစစ်ကိုပိတ်ကစားခဲ့တာမျိုးမဟုတ်ဘဲနဲ့သူတိုက်ကိုတိုက်ကစားခဲ့တာဖြစ်တဲ့အတွက်ပွဲကတော်တော်လေးလည်းကြည့်လို့ကောင်းတယ်ဒီအိုလံပီယာကော့စ်ကိုယ်တိုင်လည်းအဲ့လိုကစားခဲ့တဲ့အတွက်အပိုင်ခွင့်ရည်တွေ2ကြိမ်3ကြိမ်လောက်ထိရခဲ့တယ်ပေါ့နော်တစ်ကြိမ်မှာဆိုလို့ရှိရင်ဂိုးတောင်ရရှိခဲ့တယ်ပေါ့ဒါမှမဟုတ်ဒီဂိုးမသွင်းခင်ခေါင်းတိုက်စစ်မှုခေါင်းတိုက်သွင်းလိုက်တဲ့အချိန်မှာလူကအနှဲငယ်ကျွံသွားခဲ့တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီကံမကောင်းခဲ့လို့ပဲပြောရမှာပေါ့နော်သူတို့အနေနဲ့လည်းဒီအာဆင်နယ်အသင်းကိုလုံးဝရှိန်မနေပဲနဲ့ဒီတူတိုက်ကိုတိုက်ပုံစံမျိုးနဲ့ကစားခဲ့တဲ့အတွက်ကြောင့်လည်းအာဆင်နယ်အသင်းကသူတို့လိုချင်တဲ့ပုံစံမျိုးကို control လုပ်ပြီးတော့ဒီကစားကွက်နဲ့ဒီ type ကိုအတော်လေးထီရောပုံဖော်နိုင်ခဲ့တာတွေ့ရတယ်ပေါ့နော်တကယ်လို့ဒါဒီနေ့ပွဲစဉ်မှာ Leandro Trossard ဒါဒီအပိုင်ခွင့်ရေးတွေကိုတေချာပေါက်အဆုံးသက်တေချာခဲ့လို့ရှင်အနည်းဆုံး4ဂိုးလောက်ထိကိုအာဆင်နယ်အသင်းရသွားနိုင်တယ်ပေါ့နော်အာဆင်နယ်အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒီ negative ဆောင်ခဲ့တဲ့အရာကတော့ဒီအသင်းအားထားတဲ့ဒီဘဟုနောက်ခံလူကာဘရီရဲ့ဒဏ်ရာကြောင့်လူစားလဲခဲ့ရတယ်ပေါ့နော်
အဲ့အတွက်ကြောင့်လည်းဒီကာဘရီရဲ့ဒဏ်ရာကမပြင်းထန်ဘူးမျှော်လင့်ရတယ်ဗျ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အာဆင်နယ်တင်းရဲ့ဒီနောက်တန်းမှာကဒီစာလီဘာတဲ့စာလို့ရှိရင်ကာဘရီယယ်ကပို့ပြီးတော့မရှိမဖြစ်ဆန်တယ်ဗျ။အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ကာဘရီယယ်အနေနဲ့ဒဏ်ရာမပြင်းထန်ဘူးပဲမျှော်လင့်ရတယ်ဗျ။ဟုတ်ကဲ့ပါဒီလောက်ပါပဲကျွန်တော်ရဲ့ဒီအမြင်လေးတွေကိုဒီနေရာမှာပဲရန်နာခွင့်ပြုပါနော်။brother တို့ရဲ့ဒီအမြင်တွေကိုလည်းအောက်က comments ပေါင်းမှာရေးခဲ့ပေးပါအောင်လို့ပြောကြတယ်ကျွန်တော်ရဲ့စီစဉ်လို့ဒီနေရာမှာပဲအဆုံးသတ်ပြစီဗျကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်ပဲဗျကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်လို့ပြောကြတယ်ဒီနေရာမှာပဲကျွန်တော်ရဲ့စီစဉ်ကိုအဆုံးသတ်ပြစီဗျ